အားလုံးမင်္ဂလာပါ Press Tattoo လေး channel ရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးနေတဲ့အကြောင်းကတော့ကျွန်တော်တို့အရင်တော့ဆောက်ခဲ့ကြတဲ့ mobile game 9ခုအကြောင်းဖြစ်ပါတယ်အဲ့ဒါဆိုရင်ဘာ game တွေများဖြစ်မလဲဒီလိုဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and subscribe လေးလုပ်ခဲ့ဖို့မမေ့ပါနဲ့ so sit back relax and watch ပထမဆုံးတစ်ခုအနေနဲ့ကတော့ Sordigo or Sordigoဒီ game လေးကတော့ 2D side scrolling action adventure game တစ်ခုဖြစ်ပါတယ်ဒီ game လေးရဲ့ story ကတော့ကောင်လေးတစ်ယောက်က master ကနေပြီးတော့ character လို့ခေါ်တဲ့ creature ရေရှိမှာအသက်ခံလိုက်ရပြီးတဲ့နောက်မှာကောင်လေးကသူ့ရဲ့ master အတွက် revenge ယူဖို့အတွက်ကိုသူ့ရဲ့ journey ကိုစတင်ရဖြစ်ပါတယ်သူ့ရဲ့ village area တွေရဲ့ objective ရ mage play လို့ခေါ်တဲ့ character ဆိုတဲ့ creature တွေကိုတတ်နိုင်တဲ့ magical sword ရဲ့ piece တွေကိုလိုက်ပြီးတော့ gathering လုပ်ကြရဖြစ်ပါတယ်အဲ့လိုနဲ့ journey တစ်လျှောက်မှာ monster တွေ magic spell တွေ armor တွေ sword တွေ storyline ပြီးတော့ gathering shutter တွေရသွားတဲ့အချိန်မှာ character တွေရဲ့ leader ကိုဘယ်လိုနေမလဲသူ့ရဲ့ storyline အောင်ဘယ်လိုအံ့ဩမလဲအဲ့ဒါကိုစိတ်ဝင်စားပွဲဆော်ရမယ် game တစ်ခုပဲဖြစ်ပါတယ်ဒုတိယတစ်ခုအနေနဲ့ကတော့ February 2016လောက်မှာ App Store ရော Play Store ကနေရော remove ခံလိုက်ရလို့ကျွန်တော်တို့ mobile game ဆော့တဲ့သူတွေအရန်အောင်မှနှမျိုးခဲ့ကြတဲ့ game လေးပဲဖြစ်ပါတယ်အဲ့ဒါကတော့ Tiny Thief ဒီ game လေးရဲ့အကြောင်းပြောပြရမယ်ဆိုရင်တော့ဒီ game လေးက puzzle adventure game တစ်ခုဖြစ်ပြီးတော့ chapter တစ်ခုစီတိုင်းမှာ level 5ကိုပေါင်းမှာဖြစ်ပါတယ် level တစ်ခုစီတိုင်းမှာလည်းမတူညီရဲ့ puzzle တွေ 3 star ရချင်လောက်ကိုလောက်ရမယ် objective တွေပြီးတော့ comic short story တိုင်းလေးအဲ့လိုမျိုး puzzle လေးတွေကိုဖြေနေစော်ရမှာဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးသိထားတဲ့ဟာအရတော့ princess ကို giant kraken ရှိရနေကယ်ခဲ့တာအဆုံးသတ်မဟုတ်ပဲလေနောက်ထပ် update ထွက်တာလို့လည်းသိရပါတယ်အဲ့ဒီ update မှာတော့ chapter အသစ်တွေပေါင်းရတာဖြစ်ပြီးတော့ကျွန်တော်လည်းတစ်ခါမှမဆောက်ဘူးလိုက်ပါတတိယတစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ရဲ့အကုန်လုံးသိပြီးသားဖြစ်တဲ့ zombie အချွေလုပ်တဲ့ game ခေါ် Zombie Catcher ဒီ game လေးကတော့ casual action adventure game တစ်ခုဖြစ်ပြီးတော့ zombie infested ဖြစ်သွားတဲ့ app ပေါ်မှာ AG နဲ့ bat လို့ခေါ်တဲ့ alien နှစ်ယောက်ကလာပြီးတော့ business လုပ်တဲ့ game လေးပဲဖြစ်ပါတယ်ဒီ game လေးမှာတော့ zombie ဟန်မယ်ဟန်လို့ရတဲ့ zombie တွေကို machine ရဲ့ကိုထည့်ပြီးတော့အချိုတွေထုတ်မယ် snack တွေထုတ်မယ် drive through cave မှာရောင်းမယ်ပြီးတော့ကျွန်တော်ရဲ့ drive through cave ကို update တွေတင်မယ် area အသစ်တွေဖွင့်မယ် zombie အသစ်တွေလိုက်ဟန်မယ် juice အသစ်တွေ snack အသစ်တွေထပ်ပြီးတော့ရှာမယ်ကျွန်တော်တို့ရဲ့အရင်တုန်းကအချိန်ပေးရမှာပြင်လို့ happy mode ကနေထောင်ပြီးတော့တကယ်ချင်းတွေကိုပတ်ကြွားတဲ့အချိန်တွေအောင်ရှိပါသေးတယ်လေးခုမြောက်အနေနဲ့ကတော့ကျွန်တော်တို့ရဲ့အရင်တုန်းကဘုံမတိပါမတိနဲ့ဆော့ခဲ့ကြတဲ့ 3D RPG game Ad Legendဘုံမတိပါမတိဆော့ခဲ့ကြရဆိုတော့တခြားတော့မဟုတ်ပါဘူးကျွန်တော်တို့ရဲ့အရင်တုန်းက offline ဆော့လို့ရခဲ့တာတော့ Wi-Fi နဲ့ hotspot ရှိအောင်နဲ့ multiplayer ချိတ်ဆော့လို့ရတယ်ဆိုတာကိုသိရတာပါဒီ game လေးနဲ့ပတ်သက်ပြီးတော့ဘာမှတော့ထူးထူးပြောစရာမရှိပါဘူးကျွန်တော်တို့က traveler အနေနဲ့ဆော့ရမယ် main storyline နဲ့ objective က RPG game ဆိုတဲ့အတိုင်းပဲ leveling up ကျွန်တော်တို့ရဲ့ area အသစ်တွေတွားရမယ် monster တွေတက်ကြမယ်ပြီးရင်ကျွန်တော်တို့ရဲ့ weapon တွေ armor တွေနဲ့ spare တွေကို update တွေတင်ရမယ်ပြီးရင် boss တွေ spawn နဲ့ dungeon တွေတွားပြီးတော့ boss တွေကို defeat လုပ်ရမယ်အဲ့လောက်ပါပဲဆိုလို့ပေါ်တည်တည်ကြီးတော့မဟုတ်ပါဘူး storage နဲ့တော့အထဲမှာထည့်ထားတဲ့ J-Night Circuit နဲ့ weather system တကယ်ကိုမိုက်ပါတယ်တကယ်လို့ brother ကိုလည်းငယ်ငယ်တုန်းကတယောက်တည်းဆော့ရရမယ်ဆိုရင်အခုချိန်မှာတငယ်ချင်းတွေနဲ့ multiplayer ဆော့ကြည့်ကြဖို့အကြံပေးချင်ပါတယ်နောက်ဆုံး9ခုမြောက်ဂိမ်းတွေကတော့ brother တို့တွေဒီတချင်းကိုနားထောင်လိုက်အောင်နဲ့တန်းပြီးတော့တည်သွားမှာဖြစ်ပါတယ် The 2-week-old unrefrigerated pie. Dumb ways to die. ဟုတ်ပါတယ် Dumb ways to die ပါဒီ game လေးကတော့2012မှာထွက်ရှိတာဖြစ်ပြီးတော့အထဲမှာ Damage way to die ဖြစ်မဲ့ content တွေကိုထည့်ပေးရတဲ့ 3 life game တွေဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ရဲ့တလွဲနှုတ်လို့လို့ကျွန်တော်တို့ရဲ့ game ရဲ့ character တွေက Damage way နဲ့ short ရမှာဖြစ်ပါတယ် Stupid ကဲဗီဒီယိုလေးကဒီလောက်ပါပဲနောက်လည်းဒီလိုအကြောင်းအရာတွေကိုထပ်ပြီးတော့တင်ပြမှာမို့လို့ like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့အားလုံးပဲ bye bye 人はなぜ夜更かしをすると思う？見たい